နောက်ထပ်မေကွန်းတစ်ခုကတော့ချန်ပီယံဂျောရှူအာဗန်အတွက်ပါချန်ပီယံတယောက်အနေနဲ့ကိုထိုးသက်တဲ့ပွဲမှာလူကြီးအများဆုံးဖြစ်ချင်တာတဘာဝပါပဲဒါပေမဲ့အခုခေါင်းတွဲပွဲစဉ်မှာအာယုံဆိုင်မှုတွေအများကြီးရနေပါတယ်ဒီအခြေအနေကိုမင်းဘယ်လိုမြင်လဲပြီးတော့စနေနေ့မှာမင်းရဲ့စွမ်းဆောင်ရည်နဲ့အဲ့ဒီပရိသတ်တွေကိုမင်းဘက်ပါလာအောင်ဆွဲဆောင်နိုင်မယ်လို့ယုံကြည်ထားလား အခုဒါကတကယ်ကိုယူလောက်တဲ့အခိုက်အတန့်ကြီးပဲဗျာကျွန်တော်အခုဒီမှာရက်နေရတဲ့အချိန်တိုင်းကိုပျော်နေတယ်ဒါနဲ့ခမရဘာမေးလိုက်တာလဲတော့ကျွန်တော်မကြားလိုက်ဘူးဗျာတစ်ခေါက်လောက်ပြန်ပြောပေးပါဦး တနည်းအားဖြင့်ပြောရရင်ခေါင်းတွဲပွဲစဉ်ကြောင့်မင်းကိုကြည့်မဲ့သူပုံများလာနိုင်တယ်ဒီအခွင့်အရေးကိုအသုံးချပြီးမင်းရဲ့လက်စွမ်းကိုပြသမယ်ဆိုပရိသတ်အသစ်တွေကိုသိမ်းပိုက်နိုင်မယ်လို့ထင်လား တေချာတာဗောဗျာကြည့်ရှုသူတွေဒီထက်ပုံများလာမှာပါအခုကကျွန်တော်ဘလို့ချန်ပီယံမျိုးလဲဆိုတာပြသရမယ့်အချိန်ပဲလေ မင်းတို့နှစ်ယောက်လုံးကအသက်ငယ်ငယ်အာရှတိုက်သားဖိုက်တာတွေဖြစ်ပြီးခပတ်အတွက်ရှင်ပြိုင်နေတာဆိုတော့ဒီပွဲမှာပြောစရာအကြောင်းတွေအများကြီးရှိနေတယ်အရင်တော့ကလည်းတဆူရူနဲ့ပွဲဖြစ်ဖို့ပဲမဲ့ပွဲပြတ်သွားခဲ့တယ်အခုမှပြန်ဆောင်ကြတာပါအဲ့ဒါကြောင့်တဆူရူကိုပြိုင်ဘက်တစ်ယောက်အနေနဲ့မင်းဘယ်လိုမြင်လဲ တာဆိုတို့ကတကယ်တော်တဲ့ fighter ပါဘာစုံကောင်းတယ် experience လည်းရှိတယ်ဒါပေမဲ့ကံမကောင်းတာကသူကျွန်တော်နဲ့တွေ့ရတော့မှာဗျာမကြခင်ကျွန်တော်ဘာတူလဲဆိုတာ तू သိသွားမှာပါ ပြီးတော့တဆူရူအတွက်လည်းမေးချင်ပါတယ်ခေါင်းတွဲပွဲစဉ်ကအာယုံဆိုင်မှုအကုန်ရနေတဲ့အချိန်မှာဂျိုရှူအာဗန်နဲ့ထိုးမဲ့ဒီပွဲကနေပရိသတ်တွေကိုမင်းဘက်ပါလာအောင်ဆွဲဆောင်နိုင်မယ်လို့ထင်လား မင်းတို့ကစကားတွေထက်တကယ် respect နဲ့ performance ကိုပဲမြင်ကျင်ကြတာမဟုတ်လားဂုံတွဲပွဲစဉ်အရှိန်တက်လာတာကိုမြင်ရတော့ကျွန်တော်လည်းဝမ်းသာပါတယ် နောက်ဆုံးအနေနဲ့ဂျိုရှူအာဗန်ကိုချန်ပီယံတယောက်အနေနဲ့မင်းဘယ်လိုမြင်လဲသူ့ရဲ့နောက်ဆုံးပွဲကမြန်မြန်ဆန်းဆန်းအဆုံးသတ်သွားခဲ့ပြီပဲဒီပွဲကိုတော့လူတွေအယမ်းစိတ်ဝင်စားနေကြပါတယ်ဂျိုရှူအာဘောမင်းရဲ့အမြင်ကိုလည်းသိချင်ပါတယ် ဒါနဲ့မင်းရဲ့နောက်ဆုံးပွဲကနည်းနည်းတော့မြန်လွန်းခဲ့တယ်နော်ဒီတစ်ခါတော့ဘသူကတကယ်ချန်ပီယံအစ်စ်လဲဆိုတာငါတို့စောင့်ကြည့်ရတာပေါ့